တရားသီးအုံတို့ကြောက်ကြောလို့ဖို့အတွက်ပထမဆုံးအနေနဲ့တရားသီး3လုံးလောက်ကိုအခွန်ခွာပေးထားလိုက်ပါမယ်ပြီးရင်တော့ထက်ချမ်းလေးတွေခွဲပြီးတော့အတုံးသေးသေးလေးတွေတုံးပေးထားလိုက်ပါမယ်တုံးထားတဲ့အတုံးလေးတွေကို blender ထဲကိုထည့်ပြီးတော့ခက်ချောချောလေးနဲ့ကြိတ်ပေးလိုက်ရမှာဖြစ်ပါတယ်ပြီးရင်တော့ခဏဖယ်ပေးထားလိုက်ပါအရင်ဆုံးအုံတို့ကြောက်ကြောပြုလုပ်ဖို့အတွက်ရေလေးတွေကိုအနည်းငယ်ထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့အုံတို့လေးကိုယူပြီးတော့အခုလိုမျိုးလေးလှုပ်ပေးထားလိုက်ပါမယ်ရေလေးစူတာနဲ့ခိုခိုခင်းအုံတို့ဘူးလေးကိုဖွင့်ပြီးတော့တပူးလုံးစာထည့်ပေးထားလိုက်ပါမယ်ခင်ဗျာအုံတို့တွေကိုစူလာအောင်မီအေးနဲ့တည်ထားတဲ့အချိန်မှာကြောက်ကြောမုံနှစ်စွန်းခွဲလောက်ကိုထည့်ပြီးတော့ရေလေးနဲ့ဖြောပေးထားလိုက်ပါမယ်ပြီးရင်တော့စူနေတဲ့အုံတို့တွေကိုလောင်းထည့်ပေးရမှာဖြစ်ပါတယ်အဆက်မပြတ်မွေပြီးတော့အခုလိုအနေထားမျိုးလေးရောက်ရင်တော့ရပါပြီခင်ဗျာပူနေတုန်းမှာပဲရွေးချယ်ထားတဲ့မိုးပကံလေးတွေကိုပထမတစ်လွှာလောင်းပေးထားလိုက်ပါမယ်ပြီးရင်တော့ရေစူနေတဲ့အထက်ကိုတည့်တည့်ကြိတ်ထားတာလေးတွေထည့်ပေးထားလိုက်ပါမယ်တကြား30သားပါထည့်ပြီးတော့ကြိုးပြီးမွေပေးထားလိုက်ပါမယ်ခင်ဗျာစူလာရင်တော့ကြောက်ကြောနှစ်စုံခွဲဖြောထားတဲ့ရေကိုပါထည့်ထည့်ပြီးတော့ကြိုးပေးလိုက်ပါမယ်ဒီအနေထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့ရပါပြီပထမတစ်လွှာကလည်းအပေါ်ရန်ကြောလေးတွေတင်းတဲ့အချိန်ရောက်ပြီဆိုတော့အပေါ်ကနေတည့်တည့်အလွှာလေးကိုထပ်ပြီးတော့တင်ပေးလိုက်ပါမယ်မိနစ်20လောက်စောင့်ပြီးရင်တော့နောက်ဆုံးအလွှာဖြစ်တဲ့အုံတို့အလွှာလေးကိုအပေါ်ကနေပြီးတော့လောင်းပေးထားလိုက်ပါမယ်နောက်ဆုံးမှာတော့တည့်တည့်လေးတွေကို trigger မုံလေးတွေလှီးထားတာလေးတို့အပေါ်ကနေပြီးတော့ topping ထည့်ပေးလိုက်ပါမယ်ခင်ဗျာရေခဲတက်တာနဲ့ထည့်ပြီးတော့နိုင်အနှဲငယ်လောက်စောင့်ပြီးရင်တော့ကျွန်တော်တို့လိုချင်တဲ့အတည့်တည့်အုံတို့ကြော်လေးတွေရပါပြီခင်ဗျာဘေးကအနာသားမညီနာလေးတွေကိုလှီးပြီးတော့ထုတ်ပေးထားလိုက်ပါမယ်ပြီးရင်တော့ကြော်လှလှလေးတွေကိုလှီးလို့ရပါပြီခင်ဗျာကျွန်တော်ကတော့ဖုံဖုံစီးကြိုတက်မှကြောင့်လို့အုံတို့တွေထဲမှာတကြားကိုထည့်မထားပါဘူးခင်ဗျာကိုကအချူနဲ့ကြိုက်လို့ကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့အုံတို့ကြိုတဲ့အချိန်မှာတကြားတွေကိုထည့်ပေးထားလို့ရပါတယ်ဆိုလို့ရှိရင်တော့လွယ်ကူမြန်ဆန်ပြီးတော့အရန်စားလို့ကောင်းတဲ့တည့်တည့်အုံတို့တစ်ထက်ကြော်လေးရပါပြီခင်ဗျာအခုလိုမျိုးအုံလုံးနဲ့ပတ်သက်တဲ့မုံတွေလုပ်တဲ့အခါမှာကျွန်တော် recommend ပေးချင်တာကတော့ O1 နေပြီးတော့ထုတ်ထားတဲ့ Coco King ပါဒီ O1 နေပြီးတော့ထုတ်ထားတဲ့ Coco King ရဆိုလို့ရှိရင်တာမန်အုံလုံးတွေတက်ပိုမွေးတယ်လို့ခန်းစားရတယ်ပြီးတော့သူက food coloring တွေကိုမသုံးထားဘဲနဲ့တဘာဝအုံလုံးစစ်ကိုပဲသုံးထားတာဆိုတော့အဲ့ဒီအချက်ကလေးကအရင်မိုက်ပါတယ်နောက်ပိုင်းထိုင်းစားသောက်ဆိုင်တွေမှာ O1 ကိုပဲအသုံးပြုနေကြတယ်လို့ကျွန်တော်ကိုယ်တိုင်နဲ့မုံတွေလုပ်တဲ့အခါ O1 ကိုပဲသုံးမှာဖြစ်ပါတယ်ဆိုတော့တဘာဝအုံလုံးစစ်နဲ့ပြုလုပ်ထားတဲ့ O1 ရဲ့ Coco King ကိုသုံးကြည့်ပါ